ဒီအချိန်နဲ့ခုမှတက်လာလူရင်းဒီအချိန်နဲ့ကြွားတိုင်းကျန်တဲ့မှာတက်တဲ့ဟောင်းလန်တွေဟာလာကြပြီဟောတယ်မလို့ခံစားရတေလေးအကြောက်ကတည်းကဆိုလို့ရင်ကောပေးပြီးပါတကယ်လို့ရပါလားဘာမှလဲဘာလို့ကိုနေတော့တကယ်ခဲ့နေတဲ့ဆွဲခေါ်ပါလေဒီလိုလေးကပါကြည့်ပါဟေးဒီရတဲ့စိတ်နဲ့တရားကဒီလိုတွေရတိုင်းလေဘယ်လိုနဲ့များပြောင်းလဲဘုံနဲ့ဒီကနေ့ကဒီလမ်းစမှာလူတွေကြပြီးမှာဘိုးစကြိုးအမတ်တရားလား